တို့သမီးလေးကတနှစ်နဲ့8လမှာစကားပြောရပ်သွားတယ်ပြီးတော့ခြေပြားထောက်ပြီးတော့လမ်းလျှောက်တယ်နောက်တစ်ချက်က eye contact လုံးဝမရှိဘူးဒီ sign တွေကိုကြည့်ခြင်းအပြင်တော့များတို့သမီးလေးမှာ audition အပြော့စားဖြစ်နေတယ်audition ဆိုမဲ့တိတ်မသိတာအောင်နော်အကောင်းလေးတိုင်းပဲငါမြေလေး audition ဖြစ်ရတာညီကြောင့်ဘာလို့မျိုးရိုးမရှိဘူးညီနဲ့ယူလို့ဖြစ်ရသမီးကမှဒီလိုလာပြတော့လေကျမဘယ်လိုလုပ်တက်လိုက်ပါလဲ audition ဆိုတာရန်ရည်တင်းတယ်ကြက်မပြေတဲ့သူမဟုတ်ပါငါတာအကောင်ဒီယူရဆောင်တော့ဖြစ်ပြီဗောမင်းကယူမဘူးကွာမစင်မတင်ပြောလိုက်တဲ့စကားတစ်ခုကြောင့် audition ကလေးမရောသူ့မိဘတွေမှာပါအရန်ကိုစိတ်ထိခိုက်တာကြည့်ရပါလေနိုင်ငံကျော်အစိုးရရဲ့မီးလေးဟာအော်ဒါစင်းဆိုတာသိရင်လူတွေဘလောက်တောင်မင်းငေါ်လိုက်ကြမလဲဟုတ်သူမအလဲကြတော့ပါဘာဖြစ်လို့များသူများနှိမ်เสียချက်မပြစ်ဖြစ်ရတယ်လို့နေပါနဲ့နေပါကမတားနဲ့ဒီသမီးကိုငါအတိုင်းနဲ့ခေါ်လာနေလို့ပြောတာရှာခေါ်လာတယ်ခေါ်လာဒီလေးရဲ့စိတ်ကိုအတတ်ပတ်နေတာတလောကလုံးသိပြရမယ်နော်သမီးလေးတဘွားလုံးစားတဲ့စိတ်ချရအောင်တိန်ထုတ်ပေးလိုက်ရင်ကောင်းမလားဟမ်ဟိုင်းမိချေပါအမကလည်းမိချေပဲဆိုတော့မိချေနဲ့အမနဲ့ကနာမည်တူတငယ်ချင်းတွေဖြစ်သွားပြီနော်နာမည်တူတငယ်ချင်းလေးဟိုကအိတ်ထောင်တယ်ကလေးတယောက်အဖေနော်သိရလေဟာပြပေးလိုက်ကြတော့ပေးမပေးလို့စနေအဖေပါမှာဟဲ့မေဖေးအမမိချေကိုကြီးမိသားစုနဲ့ပဲနေခဲ့မလားမိချေကိုပြန်လိုက်ပို့ပေးမလားဟမ်ကိုစိတ်တာလို့ကိုစိတ်တဲ့မိန်းမတွဲဒီမိန်းမကလေကိုပြစ်သွားတာနဲ့ပဲတန်တယ်မိချေဆိုတာလေကျမတို့ရဲ့ပြုစင်လို့နဲ့သမီးလေးရဲ့နာမည်ရှင်းခုပြောတဲ့မိချေဆိုတာလေကျမတို့မိသားစုကိုပျော်ခွင့်အောင်လုပ်တဲ့မိန်းမမကောင်းတဲ့မိန်းမ